tachot meja really oh the piemu chulun do ne piemu a chulun kanya de do na usalongo kunyi lo pyo de kha ja ro a ma ne bi piemu a chulun kanya de do ko kunyi de soda ga ro daလက်ခံနိုင်တဲ့အကြောင်းရှိတယ်ပြစ်မှုကျူးလွန်တဲ့လူကိုလည်းကူညီရမယ်ဆိုတဲ့ဒီစကားကတော့ဒါလုံးဝလက်ခံနိုင်တဲ့အကြောင်းမရှိဘူးအမှားနေအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ပြန်ပြီးတော့ဒီဘာသာရေးဆုံးမစကားတွေကိုလေ့လာတဲ့အခါကျတော့ justice လို့ပြောတဲ့တရားမျှတမှုအကြောင်းနဲ့ပတ်သက်ပြီးတော့ကဒီအစ္စလာမ်သာသနာဝင်တွေရဲ့ကျမ်းမြတ်ကုရ်အာန်ကိုကြည့်တဲ့အခါကျတော့ဒီကျမ်းမြတ်ကုရ်အာန်ရဲ့ဒီကျွန်တော်တို့ဒီအပိုက်လေးပေါ့နော်သူရဲ့ဝါကျ135ကိုကြည့်တော့ Oh you who have believed be persistently stand firm in justice Oh အီမန်ယုံကြည်သူအပေါင်းတို့အသင်တို့ကအမှန်တရားပေါ်မှာ persistently ဆိုတာကကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ကြပါWitness for Allah, justice and witness. အမှန်တရားပေါ်မှာဘယ်သူဟာတရားလုပ်လဲမတရားလုပ်အဲ့ပေါ်မှာ Allah even if it be against yourself or parents or relatives. Witness for Allah ဆိုတာက Allah ရှင်မြတ်ကဘာပြောလဲဆိုတော့အကယ်လို့အဲ့ဒီတရားမျှတမှုဟာအသင်ကိုယ်တိုင်ပင်ဖြစ်ပါစေအသင်မိဘများပင်ကျူးလွန်သည်ဖြစ်ပါအသင်ဤဆွေမျိုးသားချင်းပင်ကျူးလွန်သည်ဖြစ်ပါအသင်ဟာအမှန်တရားပေါ်မှာယက်တည်နိုင်ရဲ့လားကြည်သမှာကုရ်အာန်ရဲ့အပိုက်လေးဟာလားဒီဝါကျနံပါတ်135မှာလာရှိ Oh you who have believed be persistently standing firm in justice witness for Allah even if it be against yourself or parents and relatives ဒါကကျမ်းမြတ်ကုရ်အာန်ကနဲ့ဒါကိုထောက်ပြတာအစ္စလာမ်ရဲ့တမန်တော်မုဟမ္မဒ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်နဲ့ပတ်သက်ပြီးတော့လေသူ့ရဲ့နောက်လိုက်တွေဆွာဟာဘာတွေကဒါကိုမေးတာအဲ့တော့ဆဟီအယ်ဘူခါရီကျမ်းနဲ့မှာပေါ့လေဒါနဲ့ပတ်သက်ပြီးတော့ဟာဒီသ်တစ်ပုဒ်ကိုတွေ့ရတယ်အဲ့မှာဘာပြောလဲဆိုတော့ The Prophet Muhammad peace be upon him said help your brothers whether he is an oppressor or he is an oppressed one မင်းတို့ရဲ့ညီကိုပေါ့လေညီကိုတွေတချို့တွေကပြစ်မှုကျူးလွန်ခြင်းခံရတယ်တချို့တွေကပြစ်မှုကျူးလွန်ကြတယ်အဲ့ဒီနှစ်ဦးစလုံးကိုမင်းတို့တွေကူညီပါဆိုပြီးတော့တမန်တော်ကသူ့ရဲ့နောက်လိုက်တွေကိုပြောတဲ့အခါမှာအဲ့ဒီမှာနောက်လိုက်တွေက Oh messenger of God တဲ့ဘုရားသခင်ရဲ့စေတမန်တော် It is all right to help him if he is oppressed ပြစ်မှုကျူးလွန်ခံရတဲ့လူကိုကူညီရတာကတော့ကျွန်တော်တို့ရဲ့အမြင်မှာအမှန်ပဲဖြစ်ပါတယ် But how should we help him if he is an oppressor ကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ဒီပြစ်မှုကျူးလွန်တဲ့လူကြတော့သူ့ကိုကျွန်တော်တို့ကကာကွယ်ရမှာတော့ဒါကိုသဘောမပေါက်ပြစ်မှုအကျူးလွန်ခံရတဲ့သူကိုကူညီတယ်ဆိုတာကတော့ကျွန်တော်တို့သဘောပေါက်ဒါပေမဲ့ပြစ်မှုအကျူးလွန်တဲ့သူကို Why should we help them the prophet said prophet ကပြောတယ် by preventing him from oppressing others ပြစ်မှုကျူးလွန်တဲ့လူကိုတော့ဘယ်လိုကူညီရမလဲဆိုရင်အဲ့ဒီလူဟာပြစ်မှုမကျူးလွန်အောင်သူ့ကိုတားဆီးရအဲ့တော့သူ့ကိုပြစ်မှုမကျူးလွန်အောင်တားဆီးခြင်းဒီအဲ့ဒီလူကိုကာကွယ်ခြင်းပဲဖြစ်ပါတယ် right အဲ့တော့ကျွန်တော်တို့ဒါကိုကြည့်ခြင်းအဖြစ်သဘောပေါက်သွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီပြစ်မှုတွေနဲ့ပတ်သက်ပြီးလို့ရှိရင်အမှန်မှန်အကျူးလွန်ခံရတဲ့လူတွေဟာတော်တော်ကိုနော်ဟာလာ
ဆင်းရဲဒုက္ခရောက်ကြရတယ်အဲ့တော့ပြစ်မှုကျူးလွန်တဲ့လူတွေကလည်းအမှန်မှန်တော့သူတို့ရဲ့ဟာလားအတွေးခေါ်တွေထဲမှာအမှောင်အမိုက်တွေကလွှမ်းမိုးနေတဲ့အချိန်ကြတော့သူတို့တွေအမှန်တရားတွေကိုမတွေးနိုင်တော့အဲ့တော့ဒီလိုလူမျိုးတွေကြတော့ကျွန်တော်တို့ကမလုပ်ရဘူးသူတို့ကိုလမ်းပြရမယ်ကိုယ်မှာ၃မျိုးသောစွမ်းအားရှိလားအဲ့ဒါလည်းနောက်တမန်တော်မြတ်ရဲ့လမ်းညွှန်မှုတစ်ခုပေါ့လေမန်ရာမင်ကွမ်မွန်ကာရန်အသင်တို့ထဲမှာတစုံတဦးကအမားတစ်ခုကိုလုပ်နေတာကိုတွေ့ရင်ဖလ်ယိုဂယစ်ဘေယတ်ဒီအသင်တို့ရဲ့လက်နဲ့တာကိုတားဆီးပါလက်ဆိုတာကဘာကိုပြောလဲဆိုတော့ကျွန်တော်တို့ရဲ့အင်အားစွမ်းအားအကယ်လို့အုပ်ချုပ်သူဖြစ်နေသလားတာဝန်ခံဖြစ်နေသလားလက်နဲ့တာပါဖမန်လမ်ယက်စတတွေကျွန်တော်မှအင်အားမရှိဘူးလက်ထက်မှာပါဝါမရှိဘူးအဲ့ဒီခါကျတော့ဘာလို့ဖလ်ယိုဂယစ်ဘေလီဆာနီအဲ့တော့လက်နဲ့မတားနိုင်ပါးစပ်နဲ့တာပြီးတော့ဒီဟာလာပြောပါဆိုပါရေးပါပေါ့နော်ဖမန်လမ်ယက်စတတွေအကယ်လို့ပေါ့ဒီအတင်းတို့ကနှုတ်နဲ့လည်းမတားနိုင်ဘူးဆိုလို့ရှိရင်ဖလ်ယိုဂယစ်ဘေကလ်ဘေစိတ်ထဲကနေဆူတောင်းပြီးတော့အဲ့ပြစ်မှုကျူးလွန်တဲ့လူကိုဒီပြစ်မှုမကျူးလွန်ရအောင်စိတ်ထဲကနေဆူတောင်းတဲ့ဒါကတော့ကျွန်တော်တို့တတိယအချက်ကိုကျွန်တော်တို့ပြောခြင်းပဲဖြစ်တယ် right ဆိုတဲ့အခါကျတော့ဒါတွေကိုကျွန်တော်တို့ကြည့်ခြင်းအဖြစ်ဘာကိုတွေ့ရလဲဆိုတဲ့အခါကျတော့ဒီပြစ်မှုနဲ့မတရားကျူးလွန်မှုတွေရဲ့အပေါ်မှာ justice လို့ပြောတယ်တရားမျှတမှုကိုမိသူမဆိုတအားတရွေပေါ့ကြီးရင်ကြီးတဲ့လူအုပ်ချုပ်သူဖြစ်ရင်ဖြစ်တဲ့ပတိဒါမှမဟုတ်မိဘအိမ်မှာတာဝန်ရှိတဲ့သူဒါမှမဟုတ်ကျောင်းမှာဆရာတာဝန်ရှိတဲ့သူဒါမှမဟုတ်အကိုအကြီးဆုံးအမအကြီးဆုံးအဲ့လိုခေါင်းဆောင်တွေမှာ justice ဆိုတဲ့အမှန်တရားကိုဖော်ဆောင်ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်ကျေးဇူးပါ